မွေးစားဘေဘီလေးတွေကိုရေချိုးတော့မယ်ဆိုရင်အရင်ဆုံးပြင်ထားမှာကတပတ်လေးပေါ့နော်သူ့ကိုရေချိုးပြင်သုံးမဲ့အဝတ်တို့မျက်နှာတန်ရှင်းလုံးမဲ့တာဝါလေးတို့ပြီးတော့ဝက်တီရှူးတို့ဝက်တီရှူးတွေပြီးတော့ကျတော့ဆက်ပြာတွေကလေးရဲ့အဝတ်အစားတွေကိုအစင်သင့်လုပ်ထားရမယ်ပေါ့နော်ဒီထဲကအကုန်မပြရင်တောင်မှမဟုတ်ရင်တောင်မှတပတ်နဲ့အဝတ်အစားတော့တေချာတန်အစင်သင့်ပေးမှချထားပေးပါပြီးရင်ရေချိုးမဲ့ရေကိုနွေးနွေးလေးဖြစ်နေရမယ်ပေါ့နော်100 degree Fahrenheit ရှိရမယ်ဒါကိုကိုလက်နဲ့စမ်းပြီးရကြမှာကလေးကိုရေချိုးပြီးမှာပေါ့နော်ဇလားတဲ့ကိုထည့်တော့မယ်ဆိုရင်လက်နဲ့ဖက်နဲ့တေချာအောက်ကနေတေချာထိန်းပြီးတော့တသားလေးထည့်မယ်ပြီးရင်ကလေးရင်ဘတ်ပေါ်ကိုတာဝါလေးတင်ထားပေးမယ်ပေါ့နော်တင်ထားပြီးမှချိုးမယ်ကလေးပါလန့်နိုင်ပါမဖြစ်အောင်လို့အဲ့လိုပေါ့နော်ပြီးရင်မျက်နှာကိုဖြည်းဖြည်းချင်းညင်ညင်တာမျက်ဝက်လေးတွေကစပြီးတော့ဘေးကိုတန်ရှင်းတေချာလှုပ်ပေးမယ်နားတွေလဲပင်တွေတေချာတန်ရှင်းလှုပ်ပြီးတော့ပုတ်တိုက်ပေးမယ်ပေါ့နော်အဲ့လိုဖြည်းဖြည်းညင်ညင်တာလေးပုတ်တိုက်ပေးပြီးတော့အောက်ပိုင်းကိုလည်းအဲ့လိုတန်ရှင်းပေါင်ချမ်းကြားတွေတေချာတန်ရှင်းလုပ်မယ်လက်တစ်ဖက်ကကလေးရဲ့ဥကောင်းနောက်နဲ့ပခုံးနှစ်ဖက်ကြားမှာတေချာလေးထိန်းထားမယ်ပေါ့နော်ပြီးရင်ခေါင်းလျှော်မယ်ဆိုရင်လည်းခုနဘေဘီမိုင်းဆက်ပြလေးနဲ့ညင်တာလေးလျှော်ပြီးတော့ကြာမှာပေးနာမှာရှိနေတဲ့တာဝါဘောကိုအစင်နဲ့တင်ပြီးတော့ကလေးရေချအောင်တုပ်ပြီးတော့မှကလေးကိုနွေးနွေးတူတူလေးထားပေးပါမယ်